ကယ်တော့တန်းကောင်ရန်ရှိသေးတယ်မိုးမလင်းသေးဘယ်ကအယောင်တွေထွက်တယ်လဲမေးသူခန္ဓာကိုယ်ကအယောင်ထွက်မနဲ့အာယုံချင်းလင်းတော့ပြတဲ့အဲ့ဒီအိမ်မြတ်စွာဘုရားနဲ့တန်ဃာတွေကြွမှလဲတိလိုက်ရောအဲ့ဒီရာဇကြိုတထေးကဖယားနဲ့တန်ဃာတွေဆွန့်ကပ်ဖို့အတွက်သူ့အိမ်မှာရှိတဲ့လူတွေအကုန်လုံးကိုတာဝန်တွေအသီးသီးပေးတချို့ကသမင်းချက်တချို့ကရှင်းချက်တချို့ကရေခတ်တချို့ကမိဖို့တချို့ကဝေယဝဆပြင်ဆင်ဆောင်ရွက်နဲ့တန်ဃာတစ်ထောင်အတွက်အလုပ်ရှုပ်နေကြအဲ့ဒီအချိန်မှာပြတဲ့တာဝဋ္ဌိပြည်ကတထေးတယောက်အနာထပိန္တိကအနာတပိတထေးလို့ခေါ်တာပေါ့သူကအဲ့ဒီအိမ်မှာကုံယုံကုံဝင်နဲ့ရောက်လာတာအနာတပိတထေးကရောက်လာတော့ခါတိုင်းနာတပိတထေးရောက်ပြီဆိုကြိုးစိုးနေကြဒီနေ့ဒီတထေးကမကြိုးစိုးဘူးသူ့အလုပ်နဲ့သူရှုပ်သူ့အိမ်မှာလည်းလူတွေအကုန်လုံးအလုပ်တွေရှုပ်နေလိုက်တာသူသမီးသူသားတယောက်ယောက်များမင်္ဂလာဆောင်ရှိနေသလားဒါမှမဟုတ်လည်းမနေ့ပြန်ဗိမိတာရမင်းများဒီအိမ်ကြွလာမှာမို့လားဒီလောက်ကြီးပြင်ဆင်လုပ်ကင်နေရတာကမနေနိုင်တော့အနာတပိန်ကသွားမိတယ်ဘယ်လိုကြောင့်ဒီလောက်လှုပ်ရှုပ်နာတော့ကွမင်းပါလဲမနေ့ပြန်ဖယားကြွလာမှာမို့တဲ့ဖယားဆိုတဲ့အတန်လဲကြားလိုက်ရောအနာတပိန်သရကားကိုမပြောနိုင်တော့ငိမိုင်းပြီးတော့ပြတဲ့စိတ်ထဲမှာတမျိုးဖြစ်ပြီးဘယ်လိုပြောရမှမသိဘူးစကားမပြောနိုင်ဘူးကြီးကြီးကြက်ကြီးဖြစ်တယ်အတော်လေးကြာတော့ပြန်ပြောတယ်မင်းပါဇက်ကဖယားလို့ပြောတယ်အေးဟုတ်တယ်ပြောတယ်ဟာပြန်ပြီးတော့အဲ့လိုပြန်ဖြစ်တယ်သုံးချိန်မြောက်လဲပြောလိုက်ရောငါအဲ့ဒီဖယားကိုကြီးညိုတယ်ကွာတဲ့ဖယားရှိတဲ့နေရာငါသွားခြင်းတယ်ဖယားဖူးခြင်းတယ်ဖယားဖူးဖို့အတွက်မင်းအချိန်မကောင်းတော့ဘူးမြတ်စွာဘုရားကရာဇကြိုးမြို့ရဲ့အပြင်ဘက်ရင်းတိုက်တော်တဲ့မှာနေရင်းတိုက်တော်နဲ့ရာဇကြိုးကအလဲမှာတုတ်တန်ကြီးချအန်တရဲ့များလွန်းနေတဲ့မြို့တကားလည်းပိတ်ပါပြီမနဲ့မိုးလင်းမှမင်းဖယားဒီကြွလာမှာပဲအဲ့ဒီကြမှာအာရပါရဖူးပေါ့အဲ့လိုလဲပြောလိုက်ရောအဲ့ဒါနဲ့အိမ်ပေါ်တက်အိမ်က9ထပ်တိုက်အထက်ဆုံးထပ်တက်အိမ်လိုက်တော့ပြိတဲ့ည3ခါနိုးတဲ့မိုးလင်းပြီထင်လို့နိုးလူကသာအိမ်နာပြိတဲ့စိတ်ကဘယ်ရောက်နေတယ်ဖယားစီရောက်အိမ်မက်ထဲလည်းဖယားနဲ့တွေ့ပြီးတော့ကြီးညိုစိတ်တွေတဖွာဖွာဖြစ်ရင်လည်းဖြစ်နေမှာပေါ့အဲ့ဒါတွေ့ရမယ်ဆိုပြီးတော့မိုးလင်းပြီသွားမယ်ဆိုနိုးလိုက်ရင်ကြည့်လိုက်ရင်ဟာမဟုတ်သေးဘူးမလင်းသေးသုံးချိန်မြောက်နိုးတဲ့အခါကြည့်လိုက်တော့ပြိတဲ့တခန်းလုံးကြီးကအလင်းရောင်တွေဖြစ်ဩဒီတခါသေချာမောက်မိုးလင်းပြီပဲလို့သူထင်ပြီးအိမ်မော်ကနေဆင်းလာတကယ်တော့တန်းကောင်ရန်ရှိသေးတယ်မိုးမလင်းသေးဘယ်ကအယောင်တွေထွက်တယ်လဲမေးသူခန္ဓာကိုယ်ကအယောင်ထွက်ရသော်ဘုရားကိုကြည်ညိုတဲ့တရားစိတ်ပီတိတွေဒါတွေကနေအယောင်ထွက်အခုစိတ်ကမြတ်စွာဘုရားနဲ့တွေ့ရမယ်ဆိုတော့ပီတိတွေဖြစ်တရားတွေဖြစ်တော့ရုပ်တွေစိတ်တွေကြည်ပြီးရုပ်တွေပါကြည်ပြီးအယောင်တွေကိုထွက်အဲ့ဒီအယောင်ထွက်တာကြီးကိုသူကမိုးလင်းပြီးထင်ပြီးဆင်းသွားလိုက်တာမြို့တကားကိုလည်းနတ်တွေကဖွင့်ပေးလိုက်တာအဟုတ်မှတ်ပြီးထွက်သွားလိုက်တော့ပြိတဲ့ဟာမိုးမလင်းသေးဘူးပဲငါခန္ဓာကိုယ်အယောင်ထွက်ကိုက်ကလင်းလင်းမလင်းလင်းငါရောက်အောင်တော့သွားမယ်ဆိုတိုးသွားလိုက်တာတဖြည်းဖြည်းနဲ့ညကတငယ်ချင်းတစ်ထေးပြောထားတဲ့မြို့ရဲ့ပြင်မဲ့သုတ်တန်ကိုဖြတ်ရမှာသိဉ္ဇဉ်ကိုဖြတ်ရမှာဆိုတော့အတွေးကြီးဝင်တော့နည်းနည်းကြောက်လာတော့အယောင်ကနည်းနည်းလေးမှိန်သွား